ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ကတော့ထောင်ဆိုင်ပါခင်ဗျာအခုကျွန်တော်ဒေါက်တာ S မှာရောက်နေပါတယ် NAD+ ဆိုရဲအိုဈေးလေးကိုကျွန်တော်လာပြီးတော့သွင်းနေတာဖြစ်ပါတယ်NAD+ ဆိုတာဘာလဲဆိုတာကျွန်တော်အရင်ရှင်းပြမယ်NAD+ ဆိုတာကျွန်တော်တို့ဒီမှာတော့အိုဈေးဆိုပြီးနာမည်ကြီးတယ်ပေါ့နော်ဘာတွေကောင်းလဲဆိုတော့အိုမီးရင်ချင်းတွေကိုရက်တန့်ပေးတယ်အသက်ကြီးတွေကောင်းလာမယ်စပိန်တွေကောင်းလာမယ်တာရည်တွေကြီးလင်းလာမယ်ပြီးတော့ကြောက်သားတွေတန်မာလာမယ်ကျွန်တော် gym ဆော့တဲ့လူတွေတော့မိုက်တယ်ပေါ့နော်ပြီးတော့အုံနောက်ကျန်းမာရေးတွေကောင်းလာမယ် stress တွေရောလာမယ်ညဘက်အိမ်မပြောတဲ့လူတွေကောင်းအောင်အိပ်ပျော်စေမယ်ပြီးတော့အဝါလုံးတဲ့ယောဂတွေမဖြစ်တော့ဘူးပြီးတော့ခန္ဓာကိုယ်မကုန်ခန်းသွားတဲ့အားရည်ကိုပြန်ပြီးတော့ဖြည့်ပေးတယ်မျက်နှာအသားကြီးကိုတင်းရင်နုပျော်စေတယ်အိမ်မပြောတဲ့လူတွေကိုကောင်းမွန်စွာအိပ်ပျော်စေတယ်ပေါ့နော်အဲ့တော့အကုန်လုံးအတွက်ကောင်းတယ်လူကြီးတွေအတွက်လည်းကောင်းတယ်လူငယ်တွေအတွက်လည်းကောင်းတယ်ကျွန်တော်တို့လိုအမှုပညာလုံးနေတဲ့သူတွေအတွက်လည်းရန်ကိုကောင်းမွန်တဲ့ဆေးဖြစ်တဲ့အတွက်ကျွန်တော်အခုဒေါက်တာ S မှာလာပြီးတော့သွင်းနေရခြင်းဖြစ်ပါတယ်ရမ်းမိုက်ပါတယ်ကျွန်တော်အခုဆိုရင်2ကြိမ်ရှိသွားပါပြီတော့ပေါ့နော်ပထမတစ်ချိန်နဲ့တော်တော်သိတာတယ်အသားရည်ပြောင်းလဲလာတယ်စပင်းတွေလည်းတန်မာလာတယ်ပြီးတော့ကောင်းကောင်းလည်းအိပ်ပျော်တယ်ကျွန်တော်ခုနပြောခဲ့တဲ့အကောင်းကျိုးတွေအပြင်စိတ်ခံစားချက်ကောင်းမွန်တဲ့ຢာတွေအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီဒေါက်တာ S မှာ March 10 ရက်နေ့ကနေ20ရက်နေ့အထိကို promotion season ရှိပါတယ် promotion ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒီ NAD+ ကိုလာပြီးတော့သွင်းမယ်ဆိုရင်2ယောက်သွင်းရင်1ယောက်အခမဲ့ဖြစ်သွားမယ်တယောက်အလကားသွင်းရမယ်ပေါ့နော်အဲ့ဒီ promotion season လေးတွေရှိပါတယ်အဲ့ဒါကြောင့်မို့လို့ဒီ10ရက်အတွင်းမှာလာရောက်သွင်းကြဖို့ဖိတ်ခေါ်ပါတယ် Dr. S Wellness Center